Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ဂျပန်နိုင်ငံကနေပြီးတော့တရုတ်ပြည် China ကိုဘယ်လိုမျိုးဗီဇာလျှောက်လဲဆိုတဲ့အကြောင်းအရာလေးကိုနည်းနည်းလေး share လေးလုပ်ပေးချင်ပါတယ်အရင်ဆုံးကိုကတရုတ်ပြည်ကိုသွားမယ်ဆိုလို့ရှိရင်ဇိုင်းနိုကတက်တန်6လနဲ့အထက်ရှိရမယ်ပြီးရင် passport တက်တန်လည်းပဲ6လအထက်မှာရှိရမယ်ပေါ့နော်6လရဲ့အောက်ဆိုလို့ရှိရင်လုံးဝမလျှောက်သင့်ဘူးသူတို့ရဲ့ဒီ visa center တွေကလည်းလက်မခံဘူးပေါ့နော်အရန်ကိုအနေနဲ့များတယ်ဆိုတော့6လအထက်ရှိမှလျှောက်ပါလို့အကြံပေးချင်ပါတယ်ပြီးလို့ရှိရင်ဗီဇာလျှောက်မယ်ဆိုရင်သူ့ရဲ့ဒီ China online application form ဆိုတဲ့ link ရှိရပေါ့နော် Google မှာရှာလိုက်လို့ရှိရင်ထွက်လာလိမ့်မယ်အဲ့ဒီမှာကိုကထားပါတော့ Tokyo မှာနေတာလား Osaka မှာနေရလားတခြားဒီ Nagoya တို့ဘာလို့မှနေရလားပေါ့နော်ကိုကထားပါတော့မိုချီကတော့ဒါ Tokyo ကနေလျှောက်လိုက်တယ် Tokyo မှာနေရဆိုတော့ဒီ Tokyo ကနေပြီးတော့လျှောက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ China online application ရဲ့ form မှာနေရကိုနေတဲ့မြို့ကိုရွှေ့ခိုင်းတယ်ကိုက Tokyo ဆိုရင် Tokyo မှန်အောင်ရွှေ့ပေါ့နော်အကယ်၍ကိုကအဲ့ဒီနေရာမှာရွှေ့ရဲ့နေရာလွဲသွားတယ်ဆိုရင်ကိုယ့်ရဲ့ form ဒီ Osaka ကိုရောက်သွားမှာဆိုတော့ Osaka မှာရှိနေတဲ့ application center အထိကိုသွားနေရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ form ရဲ့ location ကိုမှန်အောင်ရွေးဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကသူ့ရဲ့ဒီ China visa form နဲ့ဝင်လိုက်ပြီဆိုတာ ਨੇကိုက account တစ်လောက်ရမယ်ပေါ့ဒီ visa application form ကိုရှောက်ဖို့အတွက်ကိုကဒါ login လုပ်ဖို့ account အသစ်တစ်ခုဖွင့်ရမယ်ဆိုတော့အဲ့ဒီမှာ Gmail နဲ့ password နဲ့ကိုဖိုင်ကိုဒါ account ဖွင့်လိုက်ပေါ့နော်ဖွင့်ပြီးလို့ရှိရင်အဲ့ဒီမှာသူကမေးလိုက်မယ်ဒီ visa ကိုရှောက်ဖို့အတွက်သင်ရဲ့ passport တက်တာ6လအထက်မှာရှိတာလား6လအောက်မှာရှိရလားဟောင်းအရင်ဆုံးဒါဖြည့်ရမယ်ဖြည့်ပြီးလို့ရှိရင်အဲ့ဒီမှာသူက step by step ဘာကြီးလာလဲဆိုလို့ရှိရင်သူကကိုယ့်ရဲ့ personal information တွေထည့်ရမယ်ပြီးရင်ကိုကရှောက်မဲ့ type of visa ရှောက်ရမယ်အဲ့ဒီမှာ personal information ရှောက်တဲ့နေရာမှာကလည်းပဲကိုယ့်ရဲ့ဒီ passport တွေဇိုင်းလုခတ်တွေအကုန်လုံးကိုအရင်ဆုံးပတ်ချင်လေးတွေအကုန်လုံးအရင်ဆုံးပြင်ထားပါ visa မရှောက်ခင်မှာပြီးရင် photo ဒီအရှမ်းအရေးကြီးတယ်ဆိုတော့အဲ့ဒီမှာ requirement ရဲ့နေရာသူပေးထားရပေါ့နော်သူရဲ့ဒီ China application visa ရဲ့photo size တွေတခြား size နဲ့မတူသူကပုံမှန်တဲ့အလစ်တယ်လေးကြီးရယ်ကွာဆိုတော့ကိုကအဲ့ဒီဟာကိုနောက်ခံ background အဖြူနဲ့ရှိုက်ပြီးလို့ရှိရင်ကိုဖုန်းထဲမှာပဲစိတ်ထားပြီးတော့ background အပြင်ဒီ photo size ကိုပြင်လို့ရတဲ့ application တွေရှိရယ်ကွာအဲ့ဒီမှာကိုကဒီ China size ကိုရိုက်ထည့်ပြီးလို့ရှိရင်ကိုနောက်ကဒီ size ရဖို့အတွက် AI နဲ့ပဲပြဘာနဲ့ဖြစ်ပြင်လိုက်ရင်လည်းရတယ်ပေါ့နော်မိုချီတော့ကတော့ကိုပုံကိုပဲပြင်လိုက်တယ်စိုင်းနေပိုင်းမှာတော့မြိုက်တော့အဲ့ဒီဟာကိုပဲဒီတိုင်း AI ဟို site လား okay အဲ့ဒီ site နဲ့ပဲရိုက်ပြီးတော့ထည့်လိုက်ပြီးတော့ visa ရှောက်လိုက်တာပေါ့နော်ပြီးရင်နောက်တစ်ခုကအဲ့ဒီမှာနာမည်တွေfamily name given name ပြီးရင်တင်မှာ other name ရှိလားဒါမှမဟုတ်တင်မှာ Chinese name ရှိလားသူအဲ့ဒါတွေမေးတယ်ဆိုတော့ကိုရီမြန်မာမှာကဒီဂျပန်လိုဆိုလို့ရှိရင်မျိုးကြီးပေါ့နော်ဒီမျိုးကြီးကမရှိနေဘူးပေါ့နော်ဆိုတော့ first name middle name last name ဒီကိုကဒါမှန်နေရမယ် okay အဲ့ဒီမှာဟိုမှာသူကဘယ်ဟာက family name လဲဘယ်ဟာကဒီ given name လဲဆိုပြီးတော့ထပ်မေးတယ်ဆိုတော့အဲ့ဒီမှာမိုချီတုံးကကြတော့ဒီနာမည်3လုံးပေါ့နော်နာမည်3လုံးဆိုတော့နာမည်3လုံး given name ဆိုတဲ့နေရာလေးမှာအကုန်လုံးဖြည့်ချလိုက်တယ် family name နေရာမှာလည်းပဲဒါခိုင်ဆိုတဲ့တစ်လုံးပဲထည့်လိုက်တယ်နောက်ဆုံးကခိုင်ဆိုတော့လေအဲ့ဒီဟာထည့်လိုက်တော့ပထမသူကအမှ error တက်တယ်ဆိုပြီးတော့မေးလာတော့နောက်တစ်ချိန်ထပ်ပြင်ကမှမှန်သွားတယ်ပေါ့နော်အဲ့မှာ given name နေရာမှာ all နာမည်3လုံးကိုသူကအမှန်ပြန်ပြီးဖြည့်ခိုင်းတယ်အဲ့စကမှမှန်သွားတယ်ပေါ့နော်အဲ့နာမည်ကလည်းတော်တော်လေးအလုပ်ရှုပ်တယ်ကွာတည်တော်တော်လေးအာရုံနောက်တယ်အမှထားပါတော့သူများတခြားနိုင်ငံတွေမှာရှောက်တယ်ဆိုလို့ရှိရင်သူကfirst name middle name last name နဲ့ပြီးသွားတယ်သူကအဲ့ဒါနဲ့မပြီးဘူးနည်းနည်းလေးရှည်တယ်ဒီ China visa ကလေပြီးရင်မွေးတက်ကတစ်တို့အဲ့လိုဘာလို့ထည့်ပေါ့နော်ပြီးရင်တင်ကဗမာနေရလဲဂျပန်မှာနေ okay တည့်ရဲ့ဂျပန်ရဲ့ဒီ address လိပ်စာကိုအပြည့်စုံအမှန်ရေးပေါ့နော်ပြီးလို့ရှိရင်အဲ့မှာသင်က currency nationality ကဘာလဲအဲ့ဒါတွေဖြည့်ပြီးလို့ရှိရင်သင်ရဲ့ ID number of the country or nationality ဆိုတာရှိသေးတယ်အဲ့ဒီမှာလည်းပဲကိုယ့်ရဲ့ NRC မှတ်ပုံတင်နံပါတ်ကိုလည်းရိုက်ပြီးထည့်ရသေးတယ်ပေါ့နော်ဘလောက်9ဘလောက်ပေါ့နော်အဲ့ဒါမှသူကဖြည့်ပေးရပါတယ်ပြီးသင်ကတခြားနေနိုင်ငံသားကိုဟုတ်လားလို့မှမေးတဲ့အချက်လည်းပါလာတယ်ဆိုတော့အဲ့ဒါကြီးက no ပေါ့နော်ပြီးရင်သူကအဲ့လိုမေးခွန်းတွေတအားများတယ်
ပြီးရင်နောက်တစ်ခုက passport information ရှိသေးတယ် type for passport travel document ကဘာလဲဆိုတော့ Korea alternative ပေါ့အတိပါအဲ့ဒါလေးတော့ရွှေပြီးရင် passport နံပါတ်တွေမှန်ရမယ်ပြီးလို့ရှိရင်တင်နောက်ဆုံးသွားခဲ့တဲ့နိုင်ငံကဖေးနိုင်ငံလဲအဲ့ဒါတွေပါ select လုပ်ပြီးရွှေပြီးထည့်ရတယ် Okay အဲ့ဒါတွေပြီးသွားရင် visa type ရွှေခိုင်းတယ် visa type ကဘာလဲဆိုတော့သူတို့မှာအဲ့လိုtourism type လားဒါမှမဟုတ် L visa လားနောက်ပြီးတော့လို့ခြားခိုင်းလည်းရှိသေးတယ်ကွာထားပါတော့မိုချီရိုကကျတော့2 week လောက်ပဲသွားတာဖြစ်တဲ့တော့L visa ပဲယူလိုက်တယ်ပေါ့နော်ဆိုတော့ဒီ L visa ဒီရက်30တရုတ်ထဲမှာနေလို့ရတယ် visa ပေါ့ဆိုတော့ဒါ visiting visa လည်းဟုတ်တယ် L visa လို့ပြောရင်လည်းဟုတ်တယ်ဆိုတော့အဲ့ဒီ visa ကိုပဲရှောက်ပါတယ်ပြီးရင်နောက်တစ်ခုက what information အဲ့ what information ကလည်းဘာလဲဆိုတော့တော်တော်လေးလောက်ရှုပ်တယ်အခုလက်ရှိ currency လောက်နေတဲ့အလုပ် Okay ဒါ currently လုပ်နေတဲ့အလုပ်အပြင်အရင် last 5 year တော့လုပ်ခဲ့တဲ့အလုပ်ရဲ့ information တွေကိုလည်းသူကတောင်းပါတယ်အဲ့ဒီမှာဘာတောင်းလဲဆိုတော့အရင်လုပ်ခဲ့တဲ့အလုပ်ရဲ့ supervisor name or phone number အဲ့နှစ်ခုလုံးဒီလောကမဖြစ်မနေထည့်ရတယ်ပြီးလို့ရှိရင်ဒီ9နှစ်အတွင်းထဲမှာလည်းတင်ကအလုပ်ပြောင်းထားတယ်ဆိုလို့ရှိရင်အဲ့ဒီအလုပ်ပြောင်းထားတဲ့ဟာတွေရဲ့ company နာမည်တွေကိုလည်းသူကအတိအကျရေးပေးရပါတယ်အဲ့ဒါကတော့ဒီ China visa ရဲ့အရေးကျော်ရှည်မှုကြီးတစ်ခုလို့ထင်တယ်ပေါ့နော်တခြားနိုင်ငံတွေကမမေးဘူးကွာသူကတော်တော်လေးရှည်တယ်ပြီးရင် education ကတော့ဒါပုံမှန်ပါပဲပမာပွဲရလဲပမာဘာလုပ်လဲဘာညာပေါ့နော်ဒါတွေကအဲ့လောက်ကြီးတော့မခက်ခဲဘူးပြီးရင်နောက်တစ်ခု number 5ချက်ကပါလေ family information ဒီ family information ကလည်းလေတော်တော်လေးရှုပ်တယ်အဖေအမေနာမည်အပြင်မွေးချင်းတက္ကတိဘယ်လောက်ရှိတယ်မွေးချင်းဘယ်နှယောက်ရှိလဲအဲ့ဒီလူတွေရဲ့နာမည်တွေပါထည့်ပေးရပါတယ်ပြီးရင်ဘာတော်တာလဲပါလဲမေးတယ်မေးပြီးထားပါတော့9ယောက်မိသားစုရှိရကွာအမှထားပါတော့မိုချီဆို2ယောက်ညီမ2ယောက်နာမည်ထည့်လိုက်တယ်ပြီးပြီး9ယောက်ဆိုအဲ့9ယောက်ဆိုတော့နာမည်တွေအကုန်ဖြည့်ပေးရပါတယ်ပြီးရင် information on your travel agent အရေးကြီးပါတယ်နံပါတ်6အနေနဲ့အဲ့ဒီမှာကိုက China ကိုလဲမယ်ဆိုလို့ရှိရင်အရင်ဆုံးတင်ရောက်မယ်နေပေါ့နော်မှထားပါတော့မိုချီဆိုလို့ရှိရင်တရုတ်ပြည်ခြုံချင်းကိုအရင်ဆုံးစိုက်တယ်ကွာခြုံချင်းကနေပြီးကမှတခြားဘေဂျင်းတို့ရှန်ဟိုင်းတို့ကိုမိုချီကလဲခဲ့တာဆိုတော့ခြုံချင်းကိုသွားမယ်ဆိုလို့ရှိရင် Okay ခြုံချင်းရဲ့ hotel ရဲ့လိပ်စာအတိအကျ detail phone number ကစအကုန်ထည့်ပေးရပါတယ်ပြီးရင်ဘယ်နေ့ဘယ်ရက်ကနေဘယ်ထိကဘယ်မှာနေမယ်ခြုံချင်းမှာနေမယ်ပြီးခြုံချင်းကနေပြီးတော့ရှန်ဟိုင်းကိုကူမယ်ရှန်ဟိုင်းကနေပြီးတော့ဖေးချင်းကိုသွားမယ်ဆိုတဲ့ information ဒီ3မျိုးရဲ့ information တွေပါအကုန်ထည့်ပေးရပါတယ်ပြီးရင်တင်ရသွားမယ်previous travel ပေါ့ဒီဟာပြီးရင်တင်ရဖေကိုသွားမှလဲဆိုရယ်မိကိုမှပါပါတယ်အဲ့ဒီဟာဘာလဲဆိုတော့တင်ရဒါပြီးလို့ရှိရင်ဂျပန်ကိုပြန်มาလားမြန်မာပြည်ကိုပြန်มาလားဘာလို့ကိုက citizen ဖြစ်နေရလေမြန်မာ citizen ဆိုတော့ငါကဂျပန်မှာနေတဲ့အတွက်ဂျပန်ကိုပြန်มาမယ်ပြီးတော့လေနောက်တစ်ခုတေချာလေးပြောပြချင်တာကတော့ဘာလဲဆိုတော့ဒါအကြံပေးချင်တာဆိုရင်လည်းမမှားဘူးပေါ့နော်အဲ့ဒီကကိုကဒီသွားမယ်ဒီရောရခုလောက်ထားတဲ့ဟာတွေအကုန်လုံးကိုအမှန်ကန်ကိုနာမည်နဲ့ဒါPDF file ထွက်လာပြီပေါ့ဥပမာထားပါတော့ trade.com တို့ booking.com ကနေပြီးတော့ဖုတ်လိုက်တယ်ရောရခုလောက်လိုက်တယ်လုပ်ပြီးတော့ထွက်လာတဲ့ PDF file ရှိရမလား email တွေကိုပို့ပေးရလေအဲ့ဒီ file တွေကိုပါအကုန်လုံးသူက attach file တွေနဲ့တွဲပြီးတော့ပို့ပေးရတယ်အဲ့ဒီဟာကိုပါသူတို့ကအဓိကစစ်တဲ့ဟာဒီကိုရောခုလောက်ထားတဲ့ file ပေါ့နော်အဲ့ဒီ hotel booking နဲ့ဒီ link လက်မှတ်တွေဥပမာထားပါတော့သူတို့ရဲ့ဒီ local တဲမှာပဲ sorry ဒီ local ထဲမှာကိုပဲဒီ link စီးမှာလားအကယ်၍အဲ့ဒါတွေပါထဲလို့ရှင်လဲရတယ်ဒါပေမဲ့ကိုရီးယားတော့ရထားပဲစီးမှာဆိုတော့မထဲတော့ဘူးပေါ့နော် link နဲ့စီးမဲ့လူတွေကတော့ဒါထဲတာကောင်းပါတယ်ပြီးရင်နောက်တစ်ခုကတင်ကတရုတ်ပြည်ထဲမှာဘယ်နှစ်ရက်နေမှာလဲပေါ့ကိုကထားပါတော့73ရက်ပဲနေမယ်လို့ကိုကဖောင်ဖြည့်လိုက်ပြီမဲ့တကယ် L visa သမားဒီရက်30လို့ပြောင်းပြီးတော့ဖြည့်ရပါတယ်အဓိကသူကအဲ့မှာမိုချီက Okay သူကဘယ်နှစ်ရက်နေမှာလဲလို့မေးထားတဲ့မေးခွန်းမှာ73ရက်ပဲနေမယ်လို့ပဲရေးလိုက်တာကွာဒါပေမဲ့သူကအဲ့မှာနောက်နေ့မေးထပ်လာတယ်ရက်30လို့ပြင်ပေးပါဆိုပြီးတော့အဲ့မှာမိုချီထပ်ပြီးပြင်ပေးလိုက်တယ်ပေါ့ပြင်ပေးပြီးတော့နောက်နေ့တော့မှ Okay ပါရဲ့အဓိကအရေးကြီးတာဒီလိန်လက်မှတ်ဟိုတယ်ရောက်ခုတွေအဲ့ဒါတွေအရင်အရေးကြီးပါတယ်ပြီးရင်အသွားပြန်လက်မှတ်အဲ့ဒါတွေကလည်းတအားအရေးကြီးတယ်ဆိုတော့ဒီအရေးကြီးတဲ့ information တွေကိုတော့သိစာထည့်တင်တယ်လို့ထင်ပါတယ်ပြီးရင်နောက်တစ်ခုကကိုကဟိုမှာတစ်ခုခုဒုက္ခရောက်တယ်ဆိုလို့ရှိရင် emergency contact ပေါ့နော်ဟိုမှာတကယ်ချင်းလား family လားဘယ်ကိုဆက်သွယ်မှာလဲအဲ့ဒီရဲ့ phone number နဲ့လိပ်စာတွေလည်းဒါလိုပါတယ်ပြီးတော့
ပြီးသူအမှမေးခွန်းနေမေးတယ်ပေါ့နော်အမတင်ကအရင်တော့ဒီ China ကိုလာဘူးလားဖာညာအဲ့ဒါတွေကတော့ no ဖြေနိုင်ရတယ်ပေါ့နော်အကယ်၍ကိုကသွားထားပြီးသားလူဆိုလို့ရှိရင်လည်းပဲ okay yes ပေါ့နော်မိုချီကတော့ဒါ first time နေနဲ့ China ကိုသွားခဲ့တာဖြစ်တဲ့အတွက် no လို့ပဲဖြေလိုက်ပါတယ်ပြီးတော့သူကစုစုပေါင်း page က9မျက်နှာရှိရင်အဲ့နောက်ဆုံးစာမျက်နှာမှာကျတော့တင်းရဲ့ဒီ signal ချပေါ့နော်လက်မှတ်ထိုးမယ်နာမည်ရေးမယ်ပြီးလို့ရှိရင်သူ့ရဲ့လိပ်စာရေးမယ် okay အဲ့ဒါတွေပြီးသွားပြီဆိုလို့ရှိရင်တင်းရဲ့ file ကို submit လုပ်လိုက်လို့ရပြီပေါ့နော်အမ submit လုပ်ပြီးလို့ရှိရင်တင်းကရှောက်တဲ့ဒီ Tokyo ပေါ့ထားပါတော့မိုချီက Tokyo ဆိုတော့ Tokyo ပဲပြောလိုက်တော့မယ်ပေါ့နော်ဒီ Tokyo မှာရှိနေတဲ့ application center ကိုစီးတဲ့နေရာကိုသွားရမယ်ပေါ့နော်သွားပြီးလို့ရှိရင်ဒါသွားမသွားညီမ sorry အရှိမအရင်ဆုံးမေးလာတယ်ကွာဒါနေ့ရဲ့ file application submit လုပ်လိုက်ပြီးပြီးလို့ရှိရင်ဘယ်နေ့ဘယ်ရက်လာမှာလဲဆိုတော့မေးလေးလာတယ်အဲ့မေးကိုလာပြီးတာနဲ့ကိုကဒီ file ကို print ထုတ်သွားသူတို့မှာဘန်ကောထုတ်ပေးတယ်ကွာမှာထားပါတော့gasket ဘန်ကောပုံစံမျိုးကွာအဲ့မှာဘန်ကောထုတ်ပေးတယ်ထုတ်ပေးပြီးအဲ့ဒီဘာကုတ်တော့ကွာ print ထုတ်ပြီး application center ကိုသွားပြီးလို့ရှိရင်သူကကိုယ့်ရဲ့ဒီ file ကိုလက်ခံလိုက်တယ်အဲ့ဒီမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့လက်ရှိ passport အပြင်အရှင်တော့မှာလွန်ခဲ့တဲ့5 years အကိုတော့မှာကန်ခဲ့တဲ့ passport ဒီအရှမ်းကိုအရေးကြီးပါတယ်အဲ့ဒီ passport လုံးဝမလွတ်ပြပါနဲ့ပေါ့နော်ဒီ passport ကိုသူတို့ကတောင်းကြည့်တယ်တောင်းကြည့်ပြီးလို့ရှိရင်သင်အရှိတော့ဘာလုပ်ခဲ့လဲဘာလဲညာလဲအဲ့ဒါတွေကိုသူတို့စစ်သေးတယ်ထင်ပါတယ်ဆိုပြီးတော့အဲ့ဒီနှစ်အုပ်စလုံးကိုရှူသွားတာမိုချီတော့ကတအုပ်ပဲပါသွားတဲ့အတွက်နောက်တအုပ်ကိုအိမ်မှာထားခဲ့တာအဟောင်းစာအုပ်ကိုဆိုတော့သူကတာကိုပြန်ပြီးတော့ရှူခိုင်းတယ်โอเคငါတော့ဒီနေ့တော့ငါမရှားတော့ဘူးငါမှအာစတာကမှငါပြန်လာခဲ့မယ်ဆိုပြီးတော့သူတို့ပြောခဲ့ရတယ်ပေါ့နော်အကိုကမသိတော့လေအဲ့ဒီဟာကိုပါသူတို့စာအုပ်နှစ်အုပ်ထည့်ရတယ်ပေါ့ကွာဆိုတော့အဟောင်းတအုပ်ကအခုလက်ရှိကင်နေတယ်โอเคနှစ်အုပ်ထည့်ရတယ်ထပ်ပြီးလို့ရှိရင်သူကကိုစာအုပ်နှစ်အုပ်လုံးယူထားလိုက်တယ်ပြီးရင်ရန်8500 visa fees တွင်ပြီးလို့ရှိရင်သူကနောက်ထပ်တစ်ပတ်ကြာလို့ရှိရင်ဘယ်နေ့ပဲပြန်လာခဲ့ပြပါဆိုပြီးတော့ဒီမှာ cyber လေးနဲ့လက်မှတ်လေးထိုးပြီးတော့ကိုကထားခဲ့ပေးခဲ့ပေါ့နော်ပြီးရင်သူကဒီနေ့ဒီရက်ကိုလာပြီးထုတ်ပေးပါဆိုလို့ရှိရင်သူကဒီမှာကိုကအဲ့ညက်ကိုတွတ်ထုတ်လိုက်အောင်မယ်ဥပမာဒီနေ့သွားတယ်ဆိုရင်နောက်ပတ်လောက်မှာသူကဗီဇာရှာပြီပေါ့ဗီဇာရတာလည်းပဲသူ့ဆောက်မှာဒီလိုမျိုးလေးလုပ်ပြရပါတော့ဒီလို sticker လေးနဲ့ကွာအဲ့လိုမျိုးလေးထုတ်ပေးပါတယ် China visa ဆိုတော့အကုန်လုံးပဲဂျပန်ကနေပြီးတော့တွားကျင်တဲ့လူတွေတို့ကတကယ်ကို China က အိုဆူဆူနဲ့လို့ပြောလို့ရပါတယ်ဘာဖြစ်လို့ဆိုတော့တအားကိုလှတယ်ကွာမူချီဆိုလို့ရှိရင်တအားကိုအရင်နောက်ထပ်တစ်ချိန်ထပ်သွားကျင်တယ်နောက်တစ်ခုကနည်းနည်းလေးဒုက္ခရောက်တဲ့အချက်တော့ရှိခဲ့ဒါဘာလဲဆိုတော့လုံးဝတရုတ်စကားမပြောတတ်ပါဘူးမပြောတတ်ဘူးဆိုပေမဲ့လည်းပဲဖုန်းက translate နဲ့ပဲအဆင်ပြေသွားရပါတော့အဲ့လိုပဲပြောလို့ရမယ်ဆိုတော့အကုန်လုံးကဒီတရုတ်ပြည်ကိုသွားပြီးတော့တကြည့်ကြမှာတယ်ဘာဖြစ်လဲဆိုတော့တအားလှပတဲ့နိုင်ငံကြီးလို့ထင်နေပေါ့နော်ပြီးတော့သူ့ရဲ့ဒီ application center ပေါ့ Tokyo application center ဆိုလို့ရှိရင် Tokyo မှာရှိနေတဲ့ Odaiba မှာရှိတဲ့Bedside ပေါ့နော် Bedside station မှာရှိတဲ့တော့လာတော့လွယ်ကူတယ်ဒါပေမဲ့အချိန်တော့ကြာတယ်ဘာလို့ဆိုတော့ Tokyo ရဲ့မြို့အပြင်မှာဖြစ်တော့လေပြီးတော့ဒီ center ကအဲ့လိုဖေးရင်းနှစ်ခုရှိရကွာအလဲကောင်မှအဲ့လို connection လောက်ထားတယ်ဒရာကြီးလားမသိဘူးနည်းနည်းတော့မေ့သွားပြီအဲ့ဒီဘက် A tower နဲ့ B tower ရှိအဲ့ဒီရဲ့ tower တိုင်းရဲ့ B tower မှာရှိရပေါ့နော် B tower ရဲ့12လောမှာရှိရဆိုတော့ tower ကိုမှားမှာဆိုလို့ပေါ့နော်ဟိုကိုတော့က A ရော B ရောဝင်သွားတာကွာအမှပြီးတော့ထဲထဲမှာလည်းလူကတယောက်မှမရှိနေဘူးဟဲ့ဒါငါသွားတာpizza service center လားတော့ဟုတ်ရဲ့လားပေါ့နော်အဲ့လိုမျိုးတော့ထင်ခဲ့တာဆိုတော့လေအဲ့ဒီမှာ B tower ကိုတက်သွားပြီးတော့12လောကိုတက်သွားလို့ရှိရင် pizza application file ရှိပါတယ်အဲ့ဒီမှာနောက်တစ်ခုကဂျပန်လိုအကုန်လုံးပြောလို့ရတယ်တရုတ်မှာတွေဆိုပေမဲ့ဂျပန်လိုသုံးလို့ရတယ်ဂျပန်လိုလည်းပြောလို့ရတယ်ပြီးရင်သိစင်တာရှိရင်လည်းသူတို့မေးလို့ရတယ်မိုချီသွားလျှောက်တဲ့အချိန်ကကျတော့လူလည်းတိတ်ပြီးတော့မရှိဘူးတော်တော်လေးရှင်းတယ်ကွာမိုရှိမှာမြန်မာ2ယောက်ပဲရှိတယ်ကိုကတရုတ်ပြည်ကိုသွားမယ်ဆိုလို့ရှိရင်ဗီဇာကိုတလကြိုပြီးတော့လျှောက်တာပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူ့ဗီဇာရဲ့ဒီ process တွေတိုင်း2ပတ်လောက်သို့မဟုတ်လို့3ပတ်လောက်ကြာတဲ့အခါမျိုးတွေရှိတတ်တယ်ပေါ့နော်မိုးချီသွားတဲ့အချိန်ကတကယ်ခီးသွားရသည့် season ဖြစ်တယ်တရုတ်ပြည်မှာလည်းပိတ်ရရှိတယ်ဂျပန်မှာလည်း golden week နဲ့လည်းတိုးတယ်ဆိုတော့မိုးချီကတော့စိတ်ပူပြီးတော့တလကျော်လောက်ကြိုပြီးတော့ရှောက်လိုက်တာဆိုတော့အဲ့ဒီမှာ2ပတ်လောက်ပဲကြာသွားတယ်ပေါ့နော် visa process ကဲမိုချီရဲ့ blog လေးကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်တော့အနေငယ်နားလည်လိမ့်မယ်လို့ထင်ပါတယ်အကယ်၍မသိဘူးတခုခုမေးချင်တာဘာညာရှိလဲဆိုရင်မိုချီရဲ့ဒီ channel က comment မှာပဲဖြစ်ဖြစ် Facebook ကနေပဲဖြစ်ဖြစ်လာပြီးဆက်သွယ်လို့မေးလို့ရပါတယ်
ကဲနောက်ပုတ်တင်မှာလည်းပဲဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့တရုတ်နိုင်ငံရဲ့အကြောင်းအရာတွေကို share နဲ့ လုပ်ပေးမှာဖြစ်လို့ဒီ channel လေးကို subscribe and like လေးလုပ်ပေးထားပါလို့အကြံပြုချင်ပါတယ်အားလုံး request လုပ်ပါတယ်အားလုံး bye